ကိုတို့တော့ကတော့အောင်စဘူးကမင်းသားပေါ့ကျွန်တော်တို့အတွက်ကတော့မြင်းပေါ့ဗျာတဲ့ လိတ်ကမြင်းကိုတော့ပြောလိုက်မယ်ဟဲမြင်းရညောင်းနေပါပေါ့ဟောမြင်းမဟုတ်ဘူးဆိုစကားမဝတော့ကြကံလောအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပေါ့နော်အားလုံးသိကြတဲ့အတိုင်းဒါတွေအောင်စမှုဇက်နဲ့ပေါ့နော်ဒါစမ်းရင်မို့ဇက်ပေါ့နော်အဲ့ဒီဇက်ပွဲနှစ်ပွဲချာမှာဒါပွဲဖြစ်နေတယ်ပြဿနာတွေဖြစ်နေပါတယ်ဆိုပြီးတော့အားလုံးထင်နေကြတဲ့ဗီဒီယိုလေးတွေနဲ့ပတ်သက်ပြီးကျွန်တော် reaction လုပ်ပေးချင်ပါတယ်ဆိုတာဒီဗီဒီယိုလေးကိုအရင်ဆုံးဖွင့်ပြမယ်ပေါ့နော်စကားပြောပါများစကားတွေကစာတီးပြဆိုတဲ့စကားပေါ်ဗီဒီယိုတန်းဖြစ်လာတာမဟုတ်ဘူးအခုဘလို့ဖြစ်တာတော့မနာလိုစိတ်ကြီးတွေကပေါ်လွင်နေတယ်နော်ဥပမာပေးတဲ့စကားပုံကရုံနဲ့လိမ့်နဲ့မဟုတ်ပဲနဲ့လိမ့်နဲ့မြင်းတယ်လားဘလို့ဖြစ်တာတော့လိမ့်နဲ့မြင်းပေးပြီးမှမြင်းတန်ကြားပြီးမှတစ်ဖက်လူကအပြစ်တင်မှဆိုလို့ဆိုပြီးတော့ကွန်ပလင်းတက်လိုက်တဲ့စကားကြီးကဘလို့ဖြစ်တာတော့သူပြောသွားတာတော့ဒါစိုင်းမိုးရဲ့ဇက်ဆရာအောင်ကျော်ထွန်းပေါ့နော်ဆရာအောင်ကျော်ထွန်းဟိုနေ့ကလွှဲနေတာလိုက်ထဲမှာပြောသွားတဲ့စကားနဲ့ပတ်သက်ပြီးတော့ဒါအောင်စမှုကိုမြင်းနဲ့နှိုင်းပါတယ်ဆိုပြီးတော့ဒါဆရာအောင်ကျော်ထွန်းကအောင်စမှုကိုမြင်းနဲ့နှိုင်းပါတယ်ဆိုပြီးတော့ဒီတယောက်ကပြောထားတဲ့ဗီဒီယိုပေါ့နော်ဆိုတော့ဒါဆရာအောင်ကျော်ထွန်းကလိုက်မှာပါဒီပြောသွားလဲဆိုတာကိုကျွန်တော်ထပ်ဖွင့်ပြမယ်ပေါ့နော်ကျွန်တော်ဗီဒီယိုကနည်းနည်းရှင်းနေမှဆိုရင်လိုတဲ့နေရာလောက်လေးပဲကျွန်တော်ဖွင့်ပြမယ်ပေါ့နော်အဲ့တော့တွေးပုံတွေးနည်းတွေလွဲနေကြတယ်နော်နောက်တစ်ခုကြည့်တာဒီမင်းသားလေးကကားပုံမွေးလာဘောလုံးသမားတွေကိုသွားပြီးတော့ကျွန်တော်ပြောပြမယ်နော်လိတ်ကမြင်းကိုတော့ပြောလိုက်မယ်ဟဲမြင်းရညောင်းနေပါပေါ့ဟောမြင်းမဟုတ်ဘူးဆိုစကားမဝတော့ကြလူတွေကဗလိန်လုံးလို့ဟိုဒီမြင်ကြောင်ပြောမယ်စင်းပေါ့ဟာစင်းကပြန်မနေမှာပေါ့စင်းရဲ့တဘာဝကဒီအားနဲ့အိမ်နဲ့တစ်ဆွဲတာစင်းတော့အလောက်နေမဖြစ်ဘူးဒါပေမဲ့ तू လိတ်ဆိုတော့လေလိတ်ဆိုတော့ဒီစင်းကိုခက်ခဲတယ်လို့ထင်နေတာလေမင်းသားပြောနေတာသူတို့ကမင်းသားလေးပင်ပန်းနေပြီမင်းသားလေးပင်ပန်းနေပြီကျွန်တော်ပြောပြမယ်ဗျာဘောလုံးသမားဘောလုံးကပ်ပါပေါ့လက်ဝဲသမားလက်ဝဲထိုးမှာပေါ့ကျွန်တော်တို့တွေလက်ဝဲထိုးတယ်ဖုံထိတယ်ကျွန်တော်ဘာမှမဖြစ်ဘူးအောက်ကလူတွေကပါးတွေပါတွေရွတ်ရနေထိုင်ပြီးတော့နော်စန်းဝင်အမေငယ်ထွက်သွားတာဟုတ်လားဆရာတဲ့ဒါသူလိုက်မှာပြောသွားတာကဒါတချို့ကပေါ့နော်ဒါစိုင်းရင်မိုးကိုပေါ့နော်မင်းသားလေးပင်မန်းနေပါမင်းသားလေးနားခိုင်းပါတော့ပေါ့နော်ဇက်မကာခိုင်းမှနဲ့ဘာညာပြောကြတယ်ပေါ့နော်အဲ့ဒီအပြောရင်းနဲ့ပတ်သက်ပြီးတော့ဒါ तू ကပြန်ပြီးတော့ဒါလိမ့်နဲ့ဒါပထမ तू ဒါလိမ့်နဲ့မြင်းနဲ့ခိုင်းနှိုင်းပြီးတော့ဒါ तू ပြန်ပြီးတော့ဖြည့်ရှင်းတာပေါ့နော်ဥမာပေါ့နော်ဒါမြင်းတစ်ကောင်ကပြေးနေတာကိုလိတ်ကကြည့်ပြီးတော့မြင်းကဒီလောက်တောင်ပြေးနိုင်လား तू မမောဘူးလားမသိဘူးကွာဆိုပြီးဒါလိတ်အနေနဲ့ကတွေးရင်တွေးမယ်ဒါပေမဲ့လိတ်ဒီလိတ်မြင်းဒီမြင်းနော်မြင်းကသူ့မှာဒီလောက်ပြေးနိုင်တဲ့ဆွမ်းအားရှိတဲ့အတွက်ဒီလောက်ပြေးတာသူ့အတွက်ကမှုစရာမလိုဘူးအဲ့လိုမျိုးပဲပေါ့နော်ဘောလုံးသမားတယောက်ကဘောလုံးကွင်းတစ်ကွင်းကိုပတ်ပြေးနိုင်တယ်ဆိုတာကိုကျွန်တော်တို့လိုတာမန်လူတွေအနေနဲ့ကြည့်ပြီးတော့ဟာသူမမောဘူးလားသူစငါမဝိုက်တာကွာလို့တော့ပြောလို့မရဘူးသူတို့ကဒါလေ့ကျင့်ထားတဲ့အတွက်သူတို့ဒီဘောလုံးသမားဖြစ်တဲ့အတွက်ဒီကွင်းကိုပတ်ပြေးရတာသူတို့အတွက်ကဘာမှမှုစရာအကြောင်းမရှိဘူးသူပြောချင်တာအဲ့လိုမျိုးပေါ့နော်သူဒီစမ်းရမှုဒီစားကောက်မွေးဖွားလာတာဖြစ်တဲ့အတွက်ဒီလောက်သူကသူပွဲဆက်ပဲဘလောက်ပဲများနေနေဘလောက်ပဲကနေရဒါသူ့အတွက်ကဒါတိတ်ကိစ္စမရှိဘူးပေါ့နော်ပင်မန်းတယ်လို့မရှိဘူးသူပြောချင်တာဒီလိုပြောချင်တာဒါကိုဆွမ်းနာရှေ့ရတယောက်ကထင်သွားတာကဆရာအောင်ကျော်ထွန်းကဒါအောင်စမှုကိုမြင်းနဲ့နှိုင်းပါတယ်ဆိုပြီးတော့ဒါ तू ကထင်ပြီးတော့ဒါပြောနေတာပေါ့နော်အမှန်ကဆရာအောင်ကျော်ထွန်းကအောင်စမှုကိုပြောချင်တာမဟုတ်ဘူးပေါ့နော် तू က तू ဒါတခြားဥပမာနဲ့ပေးပြီးတော့ပြောတာတချို့တွေကလည်းမြင်းဆိုတာနဲ့အောင်စမှုဆိုတာနဲ့မြင်းအဲ့လိုတွဲပြီးတော့မြင်နေကြတော့ဒါစကားကလည်းဒါအထင်မှားစရာဖြစ်သွားတာပေါ့နော်ပြီးတော့နောက်တစ်ပုတ်ပြမယ်ပေါ့နော်ဘုံတလုံးဝင်လာတော့ဖုန်းစိမ်းတိုင်းမကင်ဘူးတခါတလေကြတော့လေဘာအကြောင်းကိုမသိတဲ့ဖုန်းကဘယ်လိုအကျိုးအကြောင်းလေးများရှိလိမ့်မလဲဆိုပြီးတော့ဖုန်းစိမ်းတစ်ခုကင်လိုက်တယ်ဒါတော့ဒါအောင်စမှုပေါ့နော်အောင်စမှုဇက်ကမန်နေဂျာပေါ့နော်မန်နေဂျာကိုကျော်စီကလိုက်လွှင့်ထားတဲ့ဗီဒီယိုလေးပေါ့နော်ဒီဗီဒီယိုလေးကျွန်တော်နည်းနည်းရှေ့လို့နည်းနည်းလေးကြော်ပြမယ်ပေါ့နော်119ဒီဖုန်းမှာကောင်လေးတယောက်ကဖုန်းဆက်တယ်ဖုန်းဆက်ပြီးတော့အကိုတဲ့ဒါတိနဲ့လုပ်တဲ့အရာပေါ့နော်အကိုတဲ့ကိုကျော်စီကဖုန်းလာတယ်ဟုတ်ပါတယ်လို့
အဲ့ဒီမှာ तू ကလူရှင်တော်တယောက်နာမည်ကိုပြောတယ်အဲ့ဒီလူရှင်တော်တယောက်ကကျွန်တော်တို့ဇက်တွေကလူရှင်တော်မဟုတ်ဘူးပေါ့ဗျာလူရှင်တော်တယောက်နာမည်ကိုပြောတယ်တခြားဇက်တွေကလူရှင်တော်တယောက်နာမည်ကိုပြောပြီးတဲ့အခါမှာအဲ့လူရှင်တော်အားတဲ့သူရှိကပတ်စံ9000ချီသွားလို့တဲ့အဲ့ဒါဆက်သွယ်ခြင်းနဲ့ဆိုရင်တဲ့ဒီဖုန်းနံပါတ်ကိုဆက်သွယ်ပါဆိုလို့တဲ့ဆိုတော့အမဟုတ်ဘူးလို့အဲ့လူရှင်တော်ဒီလေရန်ကုန်မှာရှိနေတယ်အဲ့ဆက်တော့အဲ့ဒါတဲ့ခင်ဗျားတဲ့ကျွန်တော်ဟိုတဲ့အဲ့သူနဲ့ဘယ်လိုဆက်သွယ်လို့ရမယ်ဖုန်းနံပါတ်ရှိတယ်တဲ့ခင်ဗျားစီစဉ်ပေးပါတဲ့ဆိုတော့အဲ့ဒါငါဇက်တွေကလူရှင်တော်မဟုတ်ဘူးလေလို့ငါဇက်တွေကလူရှင်တော်မဟုတ်တဲ့အတွက်မင်းတို့ချင်းမင်းတို့ဘာမင်းတို့ချီးတယ်ငားတယ်ပြီးတော့ဒီဖုန်းနံပါတ်ကြီးကိုလာဆက်တဲ့အခါကျတော့ညီလေးအဆင်မပြေဘူးလို့အဆင်မပြေလို့ရှိရင်ကျွန်တော်ဘယ်လိုလုပ်ရမလဲတဲ့ဆိုတော့ဟုတ်ပြီအဆင်မပြေဘူးဆိုလို့ရှိရင်သူ့ရဲ့တက်ဆိုင်ရာဟာအဲ့ဒါလည်းငါအခု ready မဖြစ်ဘူးလို့ငါမှလည်း iPhone ကြီးမရှိဘူးလို့ဆိုတော့အမေကဘာကောင်မို့လို့လေတဲ့ဖြစ်လာရောဖြစ်လာတော့ငါကဘာကောင်ညာကောင်နေမင်းလာပြောမနေနဲ့မင်းလုံနေတဲ့ဘလို့ပုံကမင်းလွဲနေပြီလေလို့ဆိုတော့အဲ့မှာတယောက်ကတခါမင်းရဲ့ record ငါရှိမှရှိတယ်နော်ညီလေးလို့ဆိုကြတော့မှအနောက်ကောင်ကဖုန်းဝင်လာဖုန်းကောက်ကင်လိုက်ပြီးတော့အဲ့ဒါဆိုရင်တဲ့အကိုရဲတဲ့အဲ့တယောက်ကပြောတာနည်းနည်းလေးအဆင်မပြေလို့ပါကိုရဲတဲ့အကိုကျော်စီရဆိုတော့ငင်းဆက်ကပေါ့နော်တဲ့အမင်းစီဆိုပါပေါ့နော်ဟုတ်တယ်လေတဲ့အကိုတို့အတွက်ကတော့အောင်စဘူးကမင်းသားပေါ့ကျွန်တော်တို့အတွက်ကတော့ငင်းပေါ့ဗျာတဲ့အဲ့တော့အကိုတို့ကိုဒီကိစ္စကိုကိုဖြေရှင်းပေးမလားမဖြေရှင်းပေးဘူးလားမဖြေရှင်းပေးဘူးဆိုလို့ရှိရင်ကျွန်တော် line ပေါ်တင်ပါတဲ့ငါ view size ရဟုတ်ပြီနော်ပြောချင်တာအဲ့ဒါပေါ့နော်အောင်စမူရဲ့ဒါဇက်ကမန်နေဂျာကိုကျော်စီကသူပြောသွားတာကသူ့ရှီကိုဘယ်မှမသိတဲ့လူတစ်ယောက်ကဖုန်းဆက်တယ်ဖုန်းဆက်ပြီးတော့ဇက်အဖွဲတွေကနာမည်ကြီးလူရှင်တော်တစ်ယောက်ကသူတို့ရှီမှာပတ်စံချီတယ်အပတ်စံတောင်းမရလို့ဘာညာသူ့ရှီကိုလှမ်းပြီးတော့ဖုန်းဆက်တယ်ဖုန်းဆက်တာစကားပြောဘာညာအဆင်မပြေဘူးပေါ့ဗျာအဆင်မပြေတော့နောက်တစ်ယောက်ကထပ်ပြီးတော့ပြောတယ်ပြောတော့အကိုကအောင်စမူဇက်ကအကိုကကိုကျော်စီရဆိုတော့ညင်းဇက်ကပေါ့နော်ဆိုပြီးသူ့ကိုပြောတယ်သူပြောတာအဲ့ဒီအကြောင်းအရာဆိုင်ရင်မိုးဇက်ဆရာအောင်ကျော်ထွန်းပြောသွားတာကလည်းဆိုင်ရင်မိုးကိုစမကပါနဲ့ပြင်မဲ့နေဘာညာဆိုတဲ့သူတွေကိုမြင်းနဲ့လိမ့်နဲ့မြင်းနဲ့လိမ့်နဲ့ဆင်းနဲ့ဆိုပြီးခိုင်းနိုင်ပြီးတော့ဒါသူကပြောတဲ့အကြောင်းအရာတက်မဆိုင်ဘူးဒါကိုတချို့တွေကပေါ့နော်ကိုလူရကိုဆွဲတွေးပြီးတော့ဒါသူတို့လိုက်ကတချို့နေရာလေးတွေကိုဖြတ်ညက်ကကိုလူရကိုဆွဲပြီးတော့ပေါ့နော်ဖြတ်ညက်ကတွေလှုပ်ပြီးတော့ဆရာအောင်ကျော်ထွန်းကလည်းအောင်စမှုကိုမြင်းနဲ့နှိုင်းပါတယ်ကိုကျော်စီကအောင်စမူရဲ့ဇက်ကမန်နေဂျာကလည်းဆရာအောင်ကျော်ထွန်းကိုပြန်ပြီးတော့သူတို့မင်းသားကိုမြင်းနဲ့နှိုင်းလို့ပြန်ပြီးတော့တုံ့ပြန်ပါတယ်ဆိုပြီးတော့ရှောက်ပြီးတော့လုံနေတင်နေကြတာပေါ့နော်အထင်တွေလွဲနေကြတာဆိုတော့အဲ့ဒီအထင်လွဲနေတဲ့တချို့တွေပေါ့နော်ဒါသူတို့ရဲ့ဒါပိသက်အစစ်တွေလည်းပါခြင်းပါမယ်အဲ့လိုမျိုးရှောက်ပြီးတော့ဗျာမတာရှောက်တင်တဲ့သူတွေကြောင့်ဒါသူတို့ရဲ့ဖန်အစစ်တွေသူတို့ရဲ့ပိသက်အစစ်တွေကလည်းအထင်တွေလွဲနေကြတာတွေရှိတယ်ပေါ့နော်ဆိုတော့ဒါသူတို့အထင်လွဲနေတဲ့သူတွေလည်းသူတို့ like အစားအဆုံးကိုတွက်ကြည့်ပါလို့နော် like အစားအဆုံးကိုကြည့်ပြီးကမှကိုထင်းနေတာဟုတ်လားမဟုတ်လားဆိုတာကိုကိုယ့်အကိုပြန်ပြီးတော့ဝေဖန်သုံးသပ်ပါလို့ပြောချင်ပါတယ်အားလုံးကျေးဇူးပါ